မင်္ဂလာပါရှင်တော်လိုင်းရေးအဖွဲ့အစည်း16ဘွဲ့ပါတဲ့ຫນွေဦးတော်လိုင်းရေးမဟာမိတ်တပ်ပေါင်းစု SRA ဆိုပြီးတော့ဖွဲ့စည်းလိုက်တယ်လို့ဒီဇင်ဘာလ15ရက်နေ့မှာထုတ်ပြန်ကြေညာလာပါတယ် SRA ဘာကြောင့်ပေါ်ပေါက်လာသလဲကြီးမားပြီးတော့မဟာဗျူဟာကျတဲ့စစ်စင်ရေးတွေရောမြင်လာဖို့ရှိလားဆိုတာကို SRA ရဲ့ပြောရေးဆိုခွင့်ရှိသူကိုမင်းရန်ထက်ကိုမြန်မာနောင်ကဆက်သွယ်မြင်မြန်သွားမှာဖြစ်ပါတယ်ရှင်ကိုမင်းရန်ထက်မင်္ဂလာပါရှင်ဟုတ်ကဲ့ပါမင်္ဂလာပါဗျဟုတ်ကဲ့ကျမဒီပထမဦးဆုံးမေးလို့တဲ့မေးခွန်းကတော့ဗောနော်ဒီတော်လိုင်းရေးမှာတပ်ပေါင်းစုတစ်ခုပေါ်ပေါက်လာဖို့လိုအပ်နေတယ်ဆိုတဲ့အတန်တွေကဒါထွက်ပေါ်နေရတော့ကြာပြီဗောနော်အခုဒီຫນွေဦးတော်လိုင်းရေးမဟာမိတ်တပ်ပေါင်းစု SRA ဖွဲ့စည်းကြောင်းကြီးညာတဲ့အပေါ်မှာအများကဒါကြိုးဆိုတာကိုလည်းကျမတို့တွေ့ရပါတယ်ဆိုတော့ SRA ဘာကြောင့်ပေါ်ပေါက်လာရသလဲဆိုတာအရင်ဆုံးသိပြရစီရှင်ဟုတ်ကဲ့ပါဆိုတော့ကျွန်တော်တို့ဒီຫນွေဦးတော်လိုင်းရေးအတွင်းမှာကအဖွဲတော်တော်များများပေါ့နော်ဒီလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဒါကနေရာအများပြားမှာဒါတိုက်ပွဲဝင်နေကြတာပါပဲဆိုတော့နေရာတော်တော်များများမှာလည်းဒါကိုနီကိုဟန်နဲ့တိုက်ပွဲဝင်နေကြတဲ့အခြေအနေတွေအများကြီးရှိတယ်ဆိုတော့ဒီအစုအဖွဲ့တွေကြားထဲမှာကျွန်တော်တို့ကပို့ပြီးတော့ဒီကြစ်လက်တဲ့ဒီတပ်ပေါင်းစုတရက်ပေါ့နော်တပ်ပေါင်းစုတရက်ဒါကျွန်တော်တို့ပေါ်ပေါက်လာဖို့အတွက်ကိုဒါကျွန်တော်တို့ပြင်ဆင်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာကိစ္စတော့နှစ်ပိုင်းရှိတာပေါ့နှစ်ပိုင်းပထမတစ်ချက်ကကြတော့ကျွန်တော်တို့ပို့ပြီးတော့ဒီထက်ပို့ပြီးတော့ညီညွတ်တဲ့စုစည်းမှုနဲ့ဒါကျွန်တော်တို့ကဒီလက်တွေ့ပေါ့နော်ကျွန်တော်တို့လက်တွေ့ကြုံနေရတဲ့အခက်အခဲတွေကိုဒါကျွန်တော်ကြော်လွှားဖို့လိုတယ်ပြီးရင်ကျွန်တော်တို့တပ်ပေါင်းစုအင်အားနဲ့ကျွန်တော်တို့ရဲ့စစ်ရေးကိုအရှိန်မြှင့်ဖို့လိုတယ်ဆိုတော့ယူဆချက်တစ်ချက်ရှိပါတယ်ပြီးရင်နောက်တစ်ချက်ကတော့ပြည်သူတွေကနေပြီးတော့တော်လှန်ရေးအဖွဲ့အစည်းတွေကိုပြန်ပြီးတော့တိုက်တွန်းတဲ့လမ်းညွှန်ချက်ဖြစ်ပါတယ်ဆိုတော့ဒါကဒီနှုတ်တော်လှန်ရေးအတွင်းမှာလည်းဒါကြဲလောင်ပြည်သူတွေဝေဖန်ကြတာတွေရှိကြပါတယ်ဒါတော်လှန်ရေးအဖွဲ့တွေအချင်းချင်းကြားထဲမှာညီညွတ်နဲ့ဆောင်ရွက်ကြဖို့ဒါစုဖွဲ့ကြဖို့ဆိုတော့ဒါကပြည်သူလူထုကနေမှတော်လှန်ရေးအင်အားစုတွေကိုပြန်ပြီးလမ်းညွှန်ချက်ဖြစ်ပါတယ်ကျွန်တော်တို့ကအဲ့လိုပဲမှတ်ယူပါတယ်ဆိုတော့အဲ့တော့ဒါပြည်သူလူထုရဲ့တိုက်တွန်းချက်လမ်းညွှန်ချက်ကိုလည်းကျွန်တော်တို့ကတစ်ဖက်မှာဒါအကောင့်ထဲပေါ်တာဖြစ်ပါတယ်ဟုတ်ကဲ့အခုခုနကပြောရတဲ့အထက်မှာလည်းပါတယ်ဗောနော်ဒီစီရေးအချိန်မြင့်မှုဆိုတဲ့ကိစ္စလေးဆိုတော့အဲ့တော့လက်ရှိဒီစစ်တပ်ကဆိုရင်လည်းဒါထိုးစစ်မြင့်နေတဲ့အချိန်နောက်တစ်ခါဒီမြန်မာအရေးကိုကြည့်မယ်ဆိုရင်တရုတ်ကဒါပြောင်ပြောင်တင်းတင်းနဲ့စွတ်ဖက်လာတဲ့အချိန်မှာအခုလိုမျိုးတပ်ပေါင်းစုစုဖွဲ့မှုကဒါပြည်သူတွေအနေနဲ့ပေါ့နော်ဘာမျှော်လင့်လို့ရမလဲနောက်ပြီးတော့ကြီးမားပြီးတော့မဟာဗျူဟာကျတဲ့စစ်စင်ရေးတွေမြင်လာဖို့ရောရှိမလားရှင်ရှိနိုင်ပါတယ်ဆိုတော့ကျွန်တော်တို့တွေကဒီတပ်ပေါင်းစုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီထဲမှာပါဝင်နေကြတဲ့ဒါအဖွဲ့အစည်းတွေကဒါခုနလည်းကျွန်တော်ပြောခဲ့သလိုပဲနေရာဒေသတော်တော်များများမှာတိုက်ပွဲဝင်နေကြတဲ့အဖွဲ့တွေဖြစ်တယ်ဒါလောလောဆယ်ဒါပနာမဒါလောလောဆယ်ပါဝင်နေတဲ့ဒါ16ဘွဲ့လို့ဒါကျွန်တော်တို့ပြောရမှာပေါ့လေနော်ဒါတွေကဒါဆက်ပြီးတော့လည်းကျွန်တော်တို့ပါဝင်လာနိုင်အောင်တခြားအဖွဲ့တွေပါဝင်လာနိုင်အောင်လည်းဒါကျွန်တော်တို့ကကြိုးစားသွားမှာလည်းဖြစ်တယ်ဒါလောလောဆယ်ပါဝင်နေကြတဲ့16ဘွဲ့ကလည်းဒါနေရာဒေသတော်တော်များများမှာတိုက်ပွဲဝင်နေကြတဲ့အဖွဲ့တွေဖြစ်တယ်အဲ့အတွက်ကြောင့်ကျွန်တော်ကတပ်ပေါင်းစုအနေနဲ့ပြောရရင်ဒီ SRA အနေနဲ့ပြောရရင် SRA ကနေရာတော်တော်များများမှာပြန့်နှံ့ပြီးတည်ရှိနေတယ်လို့လက်ရှိချိန်မှာကျွန်တော်တို့ပြောလို့ရတယ်ဒါနံပါတ်1အချက်ဖြစ်တယ်ပြီးရင်ခုနပြောတဲ့ဒါကျွန်တော်တို့တပ်ပေါင်းစုရဲ့ဒီခုနပြောတဲ့အစုအဖွဲ့တွေကိုစုစည်းထားတဲ့အင်အားဟာကျွန်တော်အင်အားတောင်းကနန်းရှိတယ်အင်အားတောင်းကနန်းရှိတယ်အဲ့အတွက်ကြောင့်ခုနကပြောတဲ့ကျွန်တော်တို့ဒီထက်ပို့ပြီးတော့အခုထက်ပေါ့နော်ကျွန်တော်တို့လှုပ်ရှားနေကြတဲ့ပုံစံတွေထက်ပို့ပြီးတော့မဟာဗျူဟာကျတဲ့စစ်စင်ရေးတွေမဟာဗျူဟာကျတဲ့ထိုးစစ်တွေကိုဒါကျွန်တော်တို့ဆက်ပြီးတော့ရေးဆွဲချမှတ်ပြီးတော့ဒါဆက်ပြီးတော့အကောင့်ထဲပေါ်သွားဖို့ကျွန်တော်တို့မှာရှိတယ်ပြီးဒါကတော့ပထမတစ်ချက်ဆိုတော့နောက်တစ်ချက်ကကျတော့ဒီကျွန်တော်ခုနလည်းပြောသားသလိုပဲပေါ့လေကျွန်တော်တို့ဒီနိုင်ငံရေးစစ်ရေး PR ပေါ့နော်နိုင်ငံရေးစစ်ရေး PR ကိုဒါကျွန်တော်တို့ဒီတော့ထဲမှာပို့ပြီးတော့တည်တသားကျွန်တော်တို့ကြုံရရတယ်ပြီးတဲ့အခါမှာနိုင်ငံတကာရဲ့အမြင်ရှိတယ်နိုင်ငံတကာရဲ့အမြင်မှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့တွေကတော်လှန်ရေးတရက်လို့တော့မြင်တာမှန်တယ်သို့တော့ဒါမတူကွဲကြတဲ့အစုအဖွဲ့တွေကဒါအများအပြားပေါ့ဗျာနော်အများအပြားဒီပြန့်ကျဲပြီးတော့တည်ရှိနေကြတယ်ဆိုတဲ့အမြင်ကိုမြင်တယ်အဲ့လိုမျိုးမြင်ရကနေပြီးတော့ဒါကျွန်တော်တို့ဟာဘုံရန်သူကလည်းတူညီတယ်ကျွန်တော်တို့မှာဥတီချက်ကလည်းတူညီတယ်ကျွန်တော်တို့ကျွန်တော်ရဲ့ဆက်သွားမဲ့ဒါလမ်းကလည်းတူညီတယ်အဲ့အတွက်ကြောင့်ကျွန်တော်ဒီအစုအဖွဲ့တွေဟာအတူတူပဲဖြစ်တယ်ကျွန်တော်တို့ရဲ့ကြီးမှန်းချက်ဟာအတူတူပဲဖြစ်တယ်ဆိုပြီးတော့ဒါကျွန်တော်တို့ဒီပြည်တွင်းမှာကောနိုင်ငံတကာမှာတော့ဒါကျွန်တော်တို့ပြကြတယ်ကျွန်တော်ပြကြတယ်ဆိုတော့ဒီ unity ပေါ့လေနော်အဲ့ unity အဲ့အတွက်ကြောင့်ပဲဒါကျွန်တော်စုစည်းတာဖြစ်တယ်အဲ့တော့ပြန်ချုပ်ရရင်ဒါစစ်ရေးရဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ခုနပြောသလိုပဲကျွန်တော်တို့ရဲ့လှုပ်ရှားနေတဲ့နေရာဒေသတွေနဲ့ကျွန်တော်တို့ရဲ့အင်အားနဲ့ပြီးတဲ့အခါမှာပါနေကြတဲ့အဖွဲ့တွေရဲ့ဒါမဟာဗျူဟာမြောက်တွေးတောစဉ်းစားချက်တွေနဲ့ဒါကျွန်တော်ရေးရှင်းမှာပို့ပြီးကြီးမားကျယ်ပြန့်တဲ့မဟာဗျူဟာလုပ်ငန်းစဉ်တွေကိုဒါကျွန်တော်ချမှတ်ပြီးတော့ဆောင်ရွက်သွားနိုင်မှုရှိလိမ့်မယ်ပြီးရင်ခုနကတော့နိုင်ငံတကာအမြင်မှာလည်းဒါကျွန်တော်တို့ဟာပို့ပြီးတော့စုစည်းလာတယ်ဆိုတော့အမြင်ကိုဒါမြင်ရနိုင်ကြရှိတယ်ဒါကတော့ဒါဒီတပ်ပေါင်းစုရဲ့
ဒီလက်တော်တော့ဒါအားတာချက်ဒီလိုမျိုးဟိုမြင်ရမှာဖြစ်တယ်ပေါ့လေဟုတ် ခုနကဒီအင်အားအနေနဲ့ကတော့တောင်းကနန်းရှိရလို့ပြောတယ်ပေါ့နော်ဒီထက်ကျမတို့အသေးစိတ်ပေါ့နော်နည်းနည်းလေးမြန်ကိန်းကနန်းတိတိကျကျတီးလို့ရမလားနောက်ပြီးတော့ဒီစစ်ရေးလှုပ်ရှားမှုတွေကိုဘသူတွေကပေါ့နော်ဘလို့ပုံစံနေနဲ့ဘလို့စနစ်တွေနဲ့ကိုကဲမှာလဲဆိုတာရောတီးခွင့်ရှိမလားရှင်ဟုတ်တော့ကျွန်တော်တို့ဟိုတိတိကျကျဆိုတာထက်ပေါ့နော်တိတိကျကျအင်အားကတော့ပြောဖို့ခက်ပါတယ်ကျွန်တော်တို့1000ဝဲဝင်းကျင်ပေါ့နော်1000ဝဲဝင်းကျင်လို့ဒါကျွန်တော်တို့ဒါပြောလို့ရပါတယ်နော်ဒါတစ်ချက်နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ဒီတပ်ပေါင်းစုမှာကော်မတီတရက်ရှိပါတယ်ဆိုတော့ဒါကဒီပါဝင်နေကြတဲ့ဒါအဖွဲ့အစည်းအသီးသီးကကိုယ်စားလှယ်တွေနော်ကိုယ်စားလှယ်တွေဒါအချိုးကျပါဝင်တဲ့ကော်မတီတရက်ဖြစ်ပါတယ်ဆိုတော့ဒီကော်မတီကခုနပြောတဲ့ဒီတပ်ပေါင်းစုရဲ့လုပ်ငန်းစဉ်တွေစစ်စင်ရေးတွေကိုအဓိကဦးဆောင်ပြီးတော့အကောင့်တွေပေါ်သွားမယ်ကော်မတီတရက်ဖြစ်ပါတယ်ဆိုတော့ဒါကနေပဲဒါခုနပြောတဲ့တပ်ပေါင်းစုရဲ့လုပ်ငန်းစဉ်တွေစစ်စင်ရေးတွေကိုဒါကျွန်တော်တို့ကိုကဲအကောင့်တွေပေါ်သွားမှာပါအခုစုဖွဲ့မှုမှာဒါအင်အားတောင်တင်းနေပေါ့နော်တိုင်းသားလက်နက်ကိုင်အဖွဲ့တို့နောက်တစ်ခါဒါ NUG တို့ပေါ့နော်ပါဝင်လာတာမတွေ့ရပါဘူးနောက်ပိုင်းမှာကောဘလို့အဖွဲ့တွေဆက်ပါဝင်လာဖို့ရှိလဲဒါဥပမာဆိုရင် PLA တို့လို ABSDF တို့လိုပေါ့နော်တပ်တွေကဒါပူးပေါင်းလာဖို့ရှိမလားရှင်ဆိုတော့ပထမတစ်ချက်အနေနဲ့ဒါကျွန်တော်တို့ဒီအမျိုးသားညီညွတ်ရေးအစိုးရဒီ COC အောက်မှာရှိနေတဲ့တပ်တွေပြီးရင်တော့ဒါ ERO တွေအကြောင်းအရင်ပြောမယ်ပေါ့ဆိုတော့ကျွန်တော်တို့ဒီတပ်ပေါင်းစုကအဓိကဟိုကျွန်တော်တို့ဥတီတာကဒီနေဦးတော်လှန်ရေးအတွက်မှာပေါက်ဖွားလာကြတဲ့တော်လှန်ရေးတပ်တွေပေါ့နော်ဒါတွေကိုဒါကျွန်တော်တို့အဓိကကျွန်တော်ဥတီတယ်အဲ့ဒီအတွက်ကြောင့်ပဲဒါခုနပြောရတာ NUG ရဲ့ COC အောက်မှာရှိတဲ့တန်ရင်တပ်ဖွဲ့တွေဒါ PDF တပ်မတော်ပြီးရခါမှာဒါပခဖပါစတဲ့ရန်နေရတွေဟာဒါ NUG ရဲ့ဒီ command chain COC အောက်မှာပဲဒါဆက်ပြီးတော့ဒါသူတို့တွေဟိုတိုက်ပွဲဝင်သွားမှာဖြစ်တယ်ဒါ EHO တွေကလည်းဒါထို့အတူသူ့ရဲ့ဒီနေမြေဒေသမှာဆက်ပြီးတော့ဟိုဒါသူတို့ရဲ့ဒါ COC နဲ့ဆက်ပြီးတိုက်ပွဲဝင်သွားမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကအဲ့တော့ခုနပြောတဲ့ကျွန်တော်ဒီတပ်ပေါင်းစုဟာခုနပြောတဲ့အစုအဖွဲ့နှစ်ခုလုံးကမဟုတ်တဲ့ဒါကျွန်တော်တို့အစုအဖွဲ့တွေပေါ့နော်အစုခုနပြောတဲ့ group နှစ်ခုလုံးကမဟုတ်တဲ့ဒီအင်အားစုတွေဒါကျွန်တော်တို့အဓိကစုစည်းဖို့ကျွန်တော်ရည်ရွယ်တာဖြစ်တယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီတပ်ပေါင်းစုဖြစ်လာဖို့ကျွန်တော်တို့ဒီညီလာခံကျင်းပနေတဲ့ကာလအတွင်းမှာရောညီလာခံမကျင်းပခင်ဒီအကျိုးဒီကနဦးတွေ့ဆုံဆွေးနွေးနေတဲ့ကာလရဲ့အတွင်းမှာတော့ဒါကျွန်တော်တို့ဒီအမျိုးသားညီညွတ်ရေးအစိုးရနဲ့လည်းကျွန်တော်တို့တွေ့ဆုံပြတာဆွေးနွေးပြတာတွေရှိတယ်တခြားတချို့သောဒီ ERO တွေနဲ့လည်းဒါကျွန်တော်တို့တွေ့ဆုံပြတာတွေဆွေးနွေးပြတာတွေရှိခဲ့တယ်ဆိုတော့ဒါအမျိုးသားညီညွတ်ရေးအစိုးရရောဒါကျန်တဲ့ကျွန်တော်တို့တွေ့ဆုံပြခဲ့တဲ့ ERO တွေအနေနဲ့ရောဒီတပ်ပေါင်းစုပေါ်မှာကြိုဆိုတဲ့သဘောထားကြိုဆိုတဲ့အမြင်ရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရေရှည်မှာဒါတပ်ပေါင်းစုအနေနဲ့ဒါဒီ NUG နဲ့ရောနောက်ပြီး ERO တွေနဲ့ရောဒါကျွန်တော်ဆက်ပြီးတော့အခုထပ်ပို့တဲ့ဒီဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်တဲ့ကိစ္စတွေချိတ်ဆက်ဆောင်ရွက်တဲ့ကိစ္စတွေကိုကျွန်တော်တို့ပို့ပြီးတော့ပေါ့ဗျာနော်ပို့ပြီးတော့ကျွန်တော်တိုးမြှင့်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်တယ်ဒါကတစ်ချက်ပါနောက်တစ်ချက်ကကြတော့တခြားသောအဖွဲ့အစည်းတွေပါလာနိုင်မှုကိစ္စပါဆိုတော့ဟိုကျွန်တော်တို့ကတော့ဒါကျွန်တော်တို့ ਨੇ ဘုံကြီးမှန်းချက်တူညီပြီးတော့ကျွန်တော်တို့ ਨੇ လက်တွဲဆောင်ရွက်လို့ရတယ်ဘယ်အဖွဲ့အစည်းမဆိုဘယ်တော်လှန်ရေးအင်အားစုဆိုဘယ်တော်လှန်ရေးတပ်ဖွဲ့မဆို ਨੇ ကျွန်တော်တို့ကဒီတပ်ပေါင်းစုအတွင်းမှာကျွန်တော်အတူတကလက်တွဲဆောင်ရွက်သွားဖို့ပဲကျွန်တော်တို့ကဟိုရည်ရွယ်ချက်ရှိတယ်ဆိုတော့တပ်ပေါင်းစုထဲမှာပါဝင်နေကြတဲ့အဖွဲ့အစည်းအခုလက်ရှိပါဝင်နေကြတဲ့19ဖွဲ့လုံးပါလေဒီလိုရည်မှန်းချက်ရှိတယ်ဒီလိုဆန္ဒပဲရှိကြတယ်အဲ့ဒီတော့ကြောင့်ဒါကျွန်တော်တို့ကဟိုဒါကဟိုကျွန်တော်တို့တပ်ပေါင်းစုကဟိုရေးသိမဟုတ်ပါဘူးဒါရေရှင်ပေါ့နော်ရေရှင်ဆိုတာကဒါကျွန်တော်တို့ဒီ19ဖွဲ့နဲ့ပြီးတော့မှမဟုတ်ဘဲနဲ့ဆက်ပြီးတော့ကျွန်တော်ပါဝင်လာဖို့ပို့ပြီးတော့ကြီးမားကျယ်ပြန့်လာဖို့ကိုကျွန်တော်တို့နောက်ထပ်ဒါကျွန်တော်တို့တွေးဆောင်ဆွေးနွေးမှုတွေလုပ်တာတွေအဖွဲ့အစည်းတွေနဲ့ဒါကျွန်တော်တို့တွေးဆောင်ကြတာတွေအစည်းအဝေးတွေလုပ်တာတွေစသည်ဖြစ်ပါလေအဲ့ဟာမျိုးကျွန်တော်ဆက်ပြီးစူးစမ်းသွားမှာပါဆိုတော့ဘလူအဖွဲ့တွေဆက်ပြီးပါဝင်လာမယ်မပါဝင်လာဘူးဆိုတာတော့ဒါကျွန်တော်အတိအကျပြောဖို့ခက်ပါတယ်ဒါပေမဲ့ဒါကျွန်တော်ဒီထက်ပိုပြီးကျယ်ပြန့်လာဖို့အတွက်ကိုတော့ဒါကျွန်တော်တို့ဟိုကျွန်တော်နဲ့ပုံကြီးမှန်းချက်တူတဲ့မြည်သူနဲ့မဆိုတာကျွန်တော်တို့ပူပေါင်းဆောင်တော့ဖို့အသင့်ရှိပါတယ်ဟုတ်ကဲ့ဒါဆိုရင်ရှင်မှာတော့ဆက်ပြီးတော့ဒါပူပေါင်းဆောင်ရွက်မှုတွေရှိနေဦးမှာပေါ့နော်အဲ့တော့ဒီဟုတ်တော်လိုင်းဒီအောင်မြင်ဖို့အတွက်ဆိုရင်တက်တွေရဲ့ဒီပေါင်းစည်းဖို့ကဘယ်လောက်ထိအရေးပါတယ်လို့ဒါကိုမင်းရန်ထန်နေနဲ့ထင်ပါလေနောက်ပြီးတော့ဒီမတူညီတဲ့ပေါ့နော် background တည်တည်ရလာတဲ့တက်တွေအချင်းချင်းဟာဒါတူညီတဲ့ရည်မှန်းချက်တစ်ခုအတွက်ပေါ့နော်မာနတွေဒီအကျိုးစီးပွားတွေကိုဘေးချိတ်ပြီးတော့ပူပေါင်းလက်တွဲဖို့ကရောဒါဘယ်လောက်ထိလိုအပ်တယ်လို့ပေါ့နော်အခုအနေနဲ့ယူဆပါလဲရှင်ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့တွေကဒီတော့ဆက်နိုင်တာရေးပေါ့နော်ကျွန်တော်တို့ဒါဆက်နိုင်တာရေးဖြစ်လာဖို့အတွက်ဒါကျွန်တော်ဆက်နိုင်တာရေးလမ်းစဉ်ဆက်နိုင်တိုက်နိုင်မှုအဲ့ဒီမှန်းချက်ကိုကျွန်တော်ရောက်ဖို့အတွက်ဆိုလို့ရှိရင်ခုနပြောတဲ့တက်တွေကြားမှာမဖြစ်မနေလက်တွဲဆောင်ရွက်တဲ့ချိတ်ဆက်ဆောင်ရွက်တဲ့ပေါင်းစည်းဆောင်ရွက်တဲ့အခြေအနေကကျွန်တော်မဖြစ်မနေလိုအပ်ပါတယ်ဆိုတော့ဒီဟိုခုနလည်းကျွန်တော်ခဏ mention လုပ်တယ်လို့ပဲပေါ့လေနော်ဒီတက်ပေါင်းစုထဲမှာပါဝင်နေကြတဲ့
ဖွဲ့တွေဟာသူ့ရဲ့နေရာဒေသအသီးသီးမှာတကယ့်ကိုဒါတိုက်ပွဲဝင်နေကြတဲ့အဖွဲ့တွေဖြစ်တယ်ဒါအရင်ကတည်းကပေါ့နော်အရင်ကတည်းကဒါကျွန်တော်တပ်ပေါင်းစုစုဖွဲ့ခင်ကတည်းကအဲ့တက်တွေစပြီးပေါ်ပေါက်လာတဲ့တိုက်ပွဲဝင်နေကြတဲ့အဖွဲ့တွေဖြစ်တယ်သို့တော့အဲ့လိုမျိုးတိုက်ပွဲဝင်ကြတဲ့အခါမှာဒါကျွန်တော်တို့ဒီ SCF အပါအဝင်ပေါ့နော်ရှားအဖွဲ့အခက်အခဲတွေနောက်ပြီးအကန့်အသတ်တွေကျွန်တော်တို့အများကြီးရှိပါတယ်ဆိုတော့အကန့်အသတ်တွေလို့ကျွန်တော်တို့ပြောတဲ့အခါမှာကျွန်တော်တို့ရဲ့ဒီအင်အားပေါ့နော်လူအင်အားလက်နက်အင်အားပြီးတဲ့အခါမှာခဲယမ်းလုံလောက်မှုမလုံလောက်မှုစသည်ဖြစ်ပါလေနော်ဒီလိုအခက်အခဲတွေအကန့်အသတ်တွေကျွန်တော်မှအများကြီးရှိတယ်အဲ့တော့ခုနပြောတဲ့ကျွန်တော်တို့တွေဟာတစ်ဖွဲ့ချင်းစီကျွန်တော်တို့လှုပ်ရှားကြတဲ့အခါမှာထိုက်တဲ့လောက်အောင်မြင်မှုရတယ်သို့တော့အဲ့ဒီထက်ပိုပြီးကြီးမားကျယ်ပြန့်တဲ့မဟာဗျူဟာကိုလှမ်းတက်ဖို့အတွက်မှာကျွန်တော်တို့မှာစိန်ခေါ်မှုတွေအများကြီးရှိတယ်အကန့်အသတ်တွေအများကြီးရှိတယ်ဆိုတော့အဲ့တော့ကျွန်တော်တို့တွေရဲ့မတ်နိုင်တဲ့အိမ်မက်ဟာဒါမှမဟုတ်လေကျွန်တော်တို့ရဲ့ရေးဆွဲနိုင်တဲ့မဟာဗျူဟာတွေဟာတိတိလေးတွေပဲဖြစ်တယ်တိတိလေးတွေအဲ့လိုဟာတွေပဲဖြစ်တယ်အဲ့တော့ခုနပြောတဲ့ကျွန်တော်တို့ရဲ့အဲ့ဒီအကန့်အသတ်တွေကိုကျော်လွှားနိုင်ပြီးတော့ဒီဆက်နိုင်တိုင်းကိုကျွန်တော်သွားနိုင်မှုအတွက်ဆိုလို့ရှိရင်တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားထဲအားနည်းချက်အားသာချက်တွေကိုကျွန်တော်အပြန်အလှန်ကူညီရင်းနဲ့ကျွန်တော်ပြန်ပြီးဖြည့်ပေးရင်းနဲ့ခုနပြောတဲ့တိတိလေးတွေစုပြီးတဲ့အခါမှာကျွန်တော်အိမ်မက်ကြီးကြီးမှနိုင်မှုအတွက်ကျွန်တော်ပို့ပြီးကြီးမားကျယ်ပြန့်တဲ့မဟာဗျူဟာချနိုင်မှုအတွက်ကိုဒါကျွန်တော်ခုနပြောဒီတက်တွေကိုစုဖွဲ့တာဖြစ်တယ်ဆိုတော့အဲ့တော့ဒါဟာဆက်နိုင်တိုင်းအတွက်ကိုတကယ်ကိုအားကောင်းတဲ့အရွေးတစ်ခုဖြစ်တယ်လို့ကျွန်တော်တို့မြင်တယ်လက်ရှိချိန်ထဲမှာလည်းကျွန်တော်တို့ဒါဒီတပ်ပေါင်းစုအတွင်းမှာကျွန်တော်တို့ဒါဆွေးနွေးမှုတွေကနေတဆင့်ကျွန်တော်တို့ပို့ပြီးတော့အားရဝမ်းသာစရာကျွန်တော်တို့သိလာရတဲ့ကိစ္စတွေကကျွန်တော်တို့ပို့ပြီးတော့ကြီးရဲ့အိမ်မက်တွေကိုကျွန်တော်မှတ်လာနိုင်တယ်ဘယ်ဒေသမှာကျွန်တော်တို့ဘယ်လိုဆောင်ရွက်မယ်ဘာတွေလုပ်ကြမယ်လို့ပြောကြတဲ့အခါမှာကျွန်တော်ပို့ပြီးတော့ကျွန်တော်အကန့်အသတ်တွေကိုအတိုင်းအတာတစ်ခုတွေကျွန်တော်ကျော်လွှားနိုင်တာကိုဒါဒီပေါင်းစည်းမှုအင်အားနဲ့ကျော်လွှားနိုင်တာကိုကျွန်တော်မြင်လာရတယ်ဆိုတော့ဒါဟာကျွန်တော်ရဲ့အားသာချက်ဖြစ်တယ်ဒါဟာတော်လိုင်းအတွက်အရေးကြီးတဲ့အရွေးတစ်ခုဖြစ်တယ်ပေါ့လေကျွန်တော်တို့ကအဲ့လိုမြင်ပါတယ်အဲ့တော့ကျွန်တော်ပြန်ချုပ်ရရင်တော့ခုနပြောတဲ့ဒီတော်လှန်ရေးပေါ်မှာခုနပြောတက်တည်ရဲ့ပေါင်းစည်းမှုကအင်မတန်အရေးကြီးပါတယ်အင်မတန်မှကိုကျွန်တော်အရေးကြီးတယ်ဒါကြောင့်လဲဒါခုနကပြောတဲ့ကျွန်တော်တို့တွေကတဆင့်ချင်းစီပေါ့လေနော်ကျွန်တော်တဆင့်ချင်းစီပေါင်းစည်းသွားနိုင်မှုဒီလိုမျိုးတပ်ပေါင်းစုတွေမှာကျွန်တော်တို့စုဖွဲ့နိုင်မှုဒီထက်ပိုပြီးကျစ်လက်လာဖို့တပ်ပေါင်းစုကကျေပြန့်လာဖို့ကျွန်တော်တို့ဆက်ပြီးကြိုးစားသွားမှာဖြစ်တယ်ဒါချက်ပေါ့လေနော်ပြီးမေးခွန်းကိုထပ်ဆက်နောက်တစ်ချက်ကကြတော့ကျွန်တော်တို့မတူခွဲပြတဲ့တက်တွေဖြစ်တယ်မတူခွဲပြတဲ့တက်တွေဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေဒီလူမျိုးစုအခြေခံတဲ့တက်တွေရှိတယ်ပြီးရင်ဒါကျွန်တော်တို့ဒါ SCF ဆိုလို့ရှိရင်ဒါចောင်းသား identity ကိုဒါကျွန်တော်တို့အခြေပြုတယ်တက်ဖြစ်တယ်ပြီးရင်တခြားသော democratic တက်တွေရှိတယ်စသည်ဖြစ်ပါလိမ့်ဆိုတော့ကျွန်တော်တို့တွေခုနပြောတဲ့ကျွန်တော်တို့ရဲ့အဓိကပေါင်းစည်းနိုင်မှုဒီကျွန်တော်ဘုံရန်သူတူတယ်ကျွန်တော်တို့ဘုံညီမှန်းချက်တူတယ်ပြီးရအခါမှာကျွန်တော်တို့ရဲ့ရန်သူကိုကျွန်တော်မဝေဝါဘူးဘယ်သူကရန်သူဖြစ်တယ်ဘယ်စနစ်ကရန်သူဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကောင်းကောင်းရှုမြင်ပြီးတဲ့အခါမှာကျွန်တော်တို့ခုနပြောတူညီတဲ့ common ground ကိုကျွန်တော်တို့အတူတကွဒီတက်တွေကနေပြီးကျွန်တော်ရှာဖွေကြတယ်တကယ်လည်းကျွန်တော်တို့တွေ့တယ်ဆိုတော့အဲ့ဒါကကျွန်တော်တို့ရဲ့ပထမအဆင့်ကျွန်တော်တို့ပေါင်းစည်းနိုင်မှုဖြစ်တယ်ပြီးနောက်တစ်ခုကကျတော့ကျွန်တော်ခုနကပြောခဲ့တဲ့ဒီစစ်အနိုင်တိုက်ရေးဖြစ်တယ်ဒါကျွန်တော်အဲ့စစ်အနိုင်တိုက်ရေးပေါ်မှာကျွန်တော်တို့ဥတည်ပြီးတော့ဒါလိုကြာကျွန်တော်တို့ဒီတက်တွေလက်တွဲဖို့အတွက်ကိုဒါကျွန်တော်တို့စဉ်းစားခဲ့ကြတာဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်ဒါတစ်ချက်နောက်တစ်ချက်ကကျတော့ကျွန်တော်တို့မှာအခုထိမတူကွဲပြားတဲ့အယူအဆတွေရှိကောင်းရှိနိုင်သေးတယ်ဒါကျွန်တော်နော်ဒီတပ်ပေါင်းစုတွေမှာကျွန်တော်လက်တွဲတော်ညာလဲမတူကွဲပြားတဲ့အယူအဆတွေမတူကွဲပြားတဲ့ဒီလိုမျိုးမူဝါဒတွေကျွန်တော်မှာရှိကောင်းရှိနိုင်သေးတယ်သို့တော့ဒါတွေကိုပဲကျွန်တော်တို့ကအချိန်ပေးပြီးတော့အားလုံးတူတီအထိညှိမယ်ဆိုလို့ရှိရင်ကျွန်တော်ဘာမှဖြစ်လာမှာမဟုတ်ဘူးကျွန်တော်တို့စပွဲဝိုင်းပေါ်မှာလေကျွန်တော်တို့ထိုင်ပြီးတော့စကားပြောရင်းနဲ့ဆွေးနွေးရင်းနဲ့ညှင်းခုန်ရင်းနဲ့ပဲဒါကျွန်တော်တို့တွေစကားပြောရင်းနဲ့ဒါဖြစ်သွားမယ်ပေါ့ဗျာနော်ဘာမှလက်တွေ့အကောင့်ထဲပေါ်လာမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့တွေကလက်တွေ့ကြတဲ့လုပ်ငန်းစဉ်တွေကိုဖော်ဆောင်ရအဓိကဖြစ်တယ်နံပါတ်1အချက်ဖြစ်တယ်ကျွန်တော်ကအဲ့လိုမျိုးလက်တွေ့ကြတဲ့လုပ်ငန်းစဉ်တွေကိုအတူတကွဖော်ဆောင်ရင်းနဲ့စစ်စင်ရေးတွေဖြစ်နိုင်တယ်တခြားသောဒါကျွန်တော်တို့အေးပေါ့ဗျာလက်တွေ့ကြတဲ့လုပ်ငန်းစဉ်တွေပေါ့နော်ဒါမြေပြင်မှာဆောင်ရွက်ရမယ့်ကိစ္စတွေဖြစ်တယ်ဒါတွေကိုကျွန်တော်တို့အတူတကွဖော်ဆောင်ရင်းနဲ့လက်ရှိနေကြတဲ့တက်တွေကတက်နဲ့တက်တယောက်နဲ့တယောက်တဦးနဲ့တဦးရဲဘော်တွေတယောက်အချင်းချင်းဒီထက်ပိုတဲ့ယုံကြည်မှုတွေတိဆောက်လာကြဖို့နားလည်မှုတွေတိဆောက်လာကြဖို့ဒီထက်ပိုပြီးနီးစပ်လာတဲ့ဒီရင်မချင်းဖွင့်ပြီးတော့နားလည်မှုတွေတိဆောက်လာနိုင်ဖို့ဒီလိုအဆင့်တွေကနေပဲကျွန်တော်နောက်ထပ် legal တွေကိုကျွန်တော်ထပ်တက်ဆိုတော့အဲ့တော့မှနောက်ထပ်တော့ကျွန်တော်တို့တွေဒီမတူကွဲပြားတဲ့ကိစ္စတွေရှိနေတော့မှကျွန်တော်ညှိနှိုင်းမှုကျွန်တော်တို့ဆက်ပြီးကြိုးစားမယ်ကျွန်တော်တို့အဲ့လိုမြင်တယ်ဆိုတော့အဲ့တော့ကျွန်တော်ပြန်ချုပ်ရရင်လက်ရှိကျွန်တော်တက်ပေါင်းစုရဲ့အခြေအနေဟာစစ်နိုင်တိုင်းရေးအတွက်ကိုဒါကျွန်တော်တို့ဥတီပြီးတော့စစ်နိုင်တိုင်းရေးပုံကြီးမှန်းချက်တာဒါကျွန်တော်တို့စုဖွဲ့တာဖြစ်တယ်ပြင်ဆင်တာဖြစ်တယ်ဒီလက်တွေ့ကြတဲ့အခြေခံကြတဲ့လုပ်ငန်းစဉ်တွေကိုကျွန်တော်တို့လုပ်နေရင်းနဲ့မှမတူကွဲပြားတဲ့အရာတွေကျွန်တော်တို့မှာရှိခဲ့ရင်တော့မှကျွန်တော်တို့ကအပြုသဘောဆောင်ပြီးတော့ကျွန်တော်ဆက်ပြီးညှိနှိုင်းဆောင်ရွက်တော့မှာဖြစ်တယ်
ရှေ့ပိုင်းမှာကျမတို့ဒါပြောခဲ့လို့စစ်ရေးချိန်မြင့်မယ်ဆိုတဲ့အကြောင်းအရာလေးကိုပြန်ပြီးတော့ဆက်ပြီးတော့မေးချင်ပါတယ်ကိုအဲ့တော့ဒီအခုလက်ရှိမဟာမိတ်တပ်ပေါင်းစုပေါ့နော်စုဖွဲ့မှုကနေဒီမြောက်ပိုင်းညီနောင်သုံးဘွဲ့ရဲ့10-20စစ်စင်ရေးလိုမျိုးပေါ့နော်စစ်စင်ရေးကြီးတွေဖော်ဆောင်နိုင်မဲ့အလှည့်ပြောင်းတွေကိုဖြစ်လာနိုင်မလားရှင်ဟုတ်ဖြစ်လာနိုင်ကြရှိပါတယ်ကျွန်တော်ဖြစ်လာနိုင်ကြရှိတယ်ဆိုတော့တချို့ကိစ္စတွေကတော့ဒါကျွန်တော်တို့ပြောဖို့တော့စောပါသေးတယ်ဆိုတော့ကျွန်တော်တို့တွေဒီလိုမျိုးတပ်ပေါင်းစုဖွဲ့စည်းကြောင်းဒါထုတ်ပြန်ကြေညာရဲပေါ့နော်ကျွန်တော်တို့ဒါမနေ့ကကျွန်တော်ထုတ်ပြန်ကြေညာရဲဆိုတော့ဒါကကျွန်တော်တို့ခုနပြောတဲ့တပ်ပေါင်းစုဒါရဲ့လုပ်ငန်းစဉ်တွေထဲမှာဒါအသေးငယ်ဆုံးနဲ့အခြေခံအကျဆုံးအဆင့်ပဲရှိသေးတယ်ဒါငါတို့ဒီလိုဖွဲ့လိုက်ပြီးဟေ့ဆိုပြီးတော့ဒါကျွန်တော်တို့ထုတ်ပြန်လိုက်တဲ့အခြေအနေပေါ့ဆိုတော့ဒါကတကယ်ကိုပထမဆုံးခြေလမ်းတက်တာပဲဖြစ်တယ်ဆိုတော့ကျွန်တော်ဆက်ပြီးတော့လုပ်ရမယ်လုပ်ငန်းစဉ်တွေကဒါကျွန်တော်တို့မှာအများပြားရှိသေးတယ်ဆိုတော့ဒါခုနပြောတဲ့ဒါစစ်စင်ရေးရဒါကျွန်တော်တို့ဒါမဟာဗျူဟာကိစ္စစသည်ဖြင့်ပေါ့နော်ဒီလိုကိစ္စတွေရှိပါတယ်ဆိုတော့တေးကြတာတစ်ခုကတော့ကျွန်တော်တို့ပို့ပြီးတော့ကြီးမားကျယ်ပြန့်တဲ့မဟာဗျူဟာနဲ့ပို့ပြီးကြီးမားကျယ်ပြန့်တဲ့စစ်စင်ရေးတွေကပေါ်လာမှာဖြစ်တယ်ဆိုတော့အဲ့ဒါတွေကိုလည်းဒါကျွန်တော်တို့တွေလိုအပ်ရင်လိုအပ်တယ်လို့ဒါကျွန်တော်တို့အသိပေးဖို့ထုတ်ပြန်ဖို့လည်းဒါကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ဒီ NUG MOD NUCC နဲ့ရောဒီချိတ်ဆက်ဆောင်ရွက်မှုအခန်းကဏ္ဍကဘယ်လိုရှိမလဲရှင်ဟုတ်ရှိနေလေပေါ့နော်လက်ရှိကျွန်တော်တို့အင်ပလန်အားကောင်းခိုင်မာတဲ့ချိတ်ဆက်ဆောင်ရွက်မှုမျိုးအထိကျွန်တော်တို့တွားနေပါတယ်ဆိုတော့အခုချိန်နေမှာလည်းဒါခုနကကျွန်တော်ပြောခဲ့သလိုပဲသူတို့အနေနဲ့ကျွန်တော်တို့ဒီ NUG နဲ့ပြီးရခါမှာဒါ MOD ပေါ့နော် MOD ကာဝေးဝန်ကြီးဌာနဒါကျွန်တော်တို့တွဲဆောင်ဒီတပ်ပေါင်းစုအနေနဲ့ကျွန်တော်တို့တွဲဆောင်ဆွေးနွေးမှုရှိပါတယ်ရှိခဲ့ပါတယ်ဆိုတော့အဲ့ဒီမှာလည်းဒါသူတို့အနေနဲ့ချိတ်ဆက်ဆောင်ရွက်လို့တဲ့စံနာရောနောက်ပြီးတော့ကြိုဆိုတဲ့သဘောလားဒါရှိပါတယ်ရှိရဆိုတော့ဒါကျွန်တော်ရေးရှိမှာဒါကျွန်တော်တကယ်ကိုရေရှည်မိတ်ဆွေပေါ့နော်ရေရှည်မိတ်ဆွေတကယ်ရေရှည်လက်တွဲဆောင်ရွက်သွားမဲ့အခြေအနေမျိုးနဲ့ဒါကျွန်တော်ဆောင်ရွက်သွားမှာပါဟုတ်ကဲ့ရှင်ဟုတ်အခုဒါတပ်ပေါင်းစုဖွဲ့မှုရဲ့တဲကနေပြီးတော့ဒီရက်တီချက်လေးတစ်ခုသိချင်တာပေါ့နော်ဒါရွေးကောက်ပွဲနဲ့ဆက်ဆိုင်တာပါစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲပေါ်မှာလေဒီ SRA အနေနဲ့ရက်တီချက်ကဘယ်လိုရှိလဲရှင်ဟုတ်အဲ့ဒါလေးလည်းသိချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့အဲ့ရွေးကောက်ပွဲကတော့ဒါသူလုံးမယ်ဆိုရရက်နဲ့ဆိုလို့ရှိရင်တော့ဒါတော်တော်ကတ်နေပြီပေါ့လေနော်ဒီရဲ့ဘက်မှာဒါသူမဖြစ်အောင်လဲလုံးမဲ့ပုံစံမှာရှိတယ်မဖြစ်အောင်လဲလုပ်ဖို့သူနေလမ်းပေါင်းစုံနဲ့ကျွန်တော်သူတို့စူးစမ်းနေကြတော့ကျွန်တော်တို့မြင်တယ်ဆိုတော့ကျွန်တော်ရွေးကောက်ပွဲမှာကျွန်တော်တို့ဒီတော့တိတ်ပြီးတော့ဂိမ်းမဆိုင်ပါဘူးကျွန်တော်ဂိမ်းမဆိုင်ပါဘူးဆိုတော့ဘာကြောင့်လဲဆိုလို့ရှိရင်ရွေးကောက်ပွဲပေါ်မှာစွန့်ရင်ချက်တွေအများကြီးတော့ရှိကြတယ်ပြီးတဲ့အခါမှာဒီရွေးကောက်ပွဲအလွန်နိုင်ငံရေးမှာနိုင်ငံတကာရဲ့အမြင်ကဘယ်လိုဖြစ်လာမလဲဒီတော်လှန်ရေးကပို့ပြီးတော့ဒီအကြဘက်ကိုရောက်လာမှာဆိုရယ်စွန့်ရင်ချက်မျိုးတွေရှိတာကိုလည်းဒါကျွန်တော်ကောင်းနားလဲပါတယ်သို့တော့ကျွန်တော်တို့အနေနဲ့ရှုမြင်ချက်ကတော့ဒီဆက်အာဏာရှင်ကပုံသဏ္ဍာန်ဘယ်လိုပဲပြောင်းသွားဆက်အာဏာရှင်ပဲဖြစ်တယ်ဒါရွေးကောက်ပွဲလုပ်မယ်အရသာတက်လာမယ်သူကသူဆက်အုပ်ထုတ်ပဲဆောင်းခေါင်းပေါင်းစာပဲခေါင်းပေါင်းပဲပေါင်းပေါ့လေနော်ဆက်အာဏာရှင်ပဲဖြစ်တယ်ဆိုတော့သူရဲ့ခုနပြောတဲ့ဒီဆက်အာဏာရှင်စနစ်ရဲ့ဒီ institution ကိုသူပုံစံပြောင်းမှုကြိုးစားနေရတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့တွေအနေနဲ့ကျွန်တော်တို့တွေရောပြည်သူလူထုအနေနဲ့ရောတခြားသောတော်လှန်ရေးတပ်တွေအနေနဲ့ရောကျွန်တော်ကရန်သူပဲဆက်အာဏာရှင်ပဲဒီစနစ်ဟာဒီစနစ်ပဲလို့သူဟာသူဘလောက်အကောင်ပြောင်းသွားအယောင်ပြောင်းသွားကျွန်တော်ကတက်ရှုမြင်နေကျွန်တော်ရဲ့အဲ့လိုမျိုးရန်သူတို့မဝေမဝါပဲအဲ့လိုမျိုးဆက်မြင်နေနိုင်သေးတော့ကျွန်တော်ဆက်ပြီးတော့ဒီတိုက်ပွဲဝင်သွားမှာဖြစ်တယ်ပေါ့နော်တိုက်ပွဲဝင်သွားမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေအနေနဲ့ပြန်ချုပ်ရရင်ကျွန်တော်ရွေးကောက်ပွဲကိုတိတ်ဂီးမဆိုင်ဘူးကျွန်တော်တိတ်စိတ်ဝင်စားဘူးသူကသူဘလောက်ပဲပြောင်းသွားကျွန်တော်ရန်သူလို့ပဲဆက်အာဏာရှင်လို့ပဲကျွန်တော်တက်ရှုမြင်ပြီးတော့ကျွန်တော်ဆက်ပြီးတိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်နောက်ဆုံးမိကိုအနေနဲ့လေအခုအနေနဲ့ဘာများဖြစ်ဆွပြောချင်တာရှိမလဲနောက်ပြည်သူတွေကို message ပေးချင်တာတွေဘာတွေများရှိမလားရှင်ဆိုတော့ကျွန်တော်တပ်ပေါင်းစုရဲ့ဒီကြွေးကြော်တန်ရှိပါတယ်ကျွန်တော်တပ်ပေါင်းစုဖြင့်အောင်ပွဲခံပြီဆိုတော့ကြွေးကြော်တန်ပေါ့နော်ဆိုတော့တကယ်လဲဒါကျွန်တော်တို့ဒီတော်လှန်ရေးအတွက်မှာဒီတပ်ပေါင်းစုစုဖွဲ့မှုတပ်ပေါင်းစုညီညွတ်မှုဟာဒါအရေးတကြီးဒါလိုအပ်နေတဲ့အခြေအနေဖြစ်တယ်ပြီးရင်ဒါကျွန်တော်အစောပိုင်းမှာပြောသွားသလိုပဲဒါဟာလူထုရဲ့တောင်းဆိုမှုဖြစ်တယ်လူထုရဲ့လမ်းညွှန်မှုဖြစ်တယ်ပြည်သူရဲ့လမ်းညွှန်မှုဖြစ်တယ်ဒါကိုဒါကျွန်တော်တို့အကောင့်ထဲပေါ်ဆောင်ရွက်ကြတာဖြစ်ပါတယ်ဆိုတော့အဲ့တော့ဒါလက်ရှိအခြေအနေမှာဒါကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်တွေအခုမှစတင်တယ်လို့ဒါကျွန်တော်တို့ပြောမှာဖြစ်တယ်ဒါကြောင့်ဒါကျွန်တော်တို့အများကြီးတော့ကျွန်တော်တို့မပြောလို့ဘူးပေါ့လေတိုးတော့ဒါကျွန်တော်တို့ကြွေးကြော်တယ်လို့ပဲကျွန်တော်တပ်ပေါင်းစုဖြင့်အောင်ပွဲခံပြီးဆိုတယ်လို့ပဲကျွန်တော်တကယ်အောင်ပွဲအထိဒီရောက်အောင်ကျွန်တော်တို့ဒီတပ်ပေါင်းစုအနေနဲ့မနာမနေကျွန်တော်ဆက်ပြီးတော့ချိပါမယ်ဆိုတဲ့အကြောင်းတော့ဒါကျွန်တော်ပြည်သူတွေကိုတပ်ပေါင်းစုရဲ့ကိုစားဒါကျွန်တော်ဂရုပြုလိုပါတယ်အခုလိုအချိန်ပေးပြီးတော့ဖြေချပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်
နယူးတော်လိုင်းမဟာမိတ်တပ်ပေါင်းစု SRA ရဲ့ရှေ့ဆက်လှုပ်ဆောင်မဲ့အပိုင်းတွေနဲ့ပတ်သက်ပြီးတော့ပြောရေးဆိုခွင့်ရှိသူကိုမင်းဟန်ထက်နဲ့ဆက်သွယ်မြင်မြန်ခဲ့တာပဲဖြစ်ပါတယ်မြန်မာနိုင်ငံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျမကတော့သိစင်လိုက်ပါရှင်